နာပိုလီအသင်းအိမ်ကွင်းမှာအံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက်မန်ချက်စတာယူနိုက်တက်အသင်းက Rasmus Højlund ကိုရောင်းချဖို့နှောင့်နှေးခဲ့ရတယ်လို့နောက်ဆုံးရသတင်းတွေကဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Barmaid ဘောလုံး channel ကနေ welcome လိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ Manchester United အသင်းက Rasmus Højlund ရဲ့ရောင်းချမှုကိုအပြီးသတ်ဖို့အချိန်အနည်းငယ်ပိုဆောင်ရအောင်ပါ။ Rasmus Højlund ဟာ Manchester United အတွက်ပြန်ကစားဖို့မမျှော်လင့်ထားဘဲကလပ်အသင်းနဲ့ကစားသမားဟာပြီးခဲ့တဲ့နွေရာသီမှာလမ်းခွဲသွားခဲ့ကြပါတယ်။ဟိုင်လန်ဟာနာပိုလီမှာအငှားနဲ့ကစားနေပြီးနာပိုလီမှာပေါင်38တန်းနဲ့အပိသက်ခေါ်ယူခွင့်စာချုပ်ချုပ်ဆိုထားပါတယ်။နာပိုလီအသင်းချန်ပီယံလိဝင်ခွင့်ရရှိသည့်အခါတွင်တဘောတူညီချက်သည်အသက်ဝင်ပြီဖြစ်သည်။မင်းညကနာပိုလီအသင်းဟာ CDA မှာထိတ်ဆုံးလေးသင်းနဲ့ဝင်ဖို့အခွင့်အရေးကိုဖြုံးတိခဲ့ပြီး Manchester United ကိုစောင့်ဆိုင်းနေစေခဲ့ပါတယ်။နာပိုလီအသင်းဟာအိမ်ကွင်းမှာဘူလော့နာကိုရှုံးနိမ့်ခဲ့ပါတယ်။မေလ17ရက်နေ့ကနာပိုလီအသင်းဟာဘူလော့နာအသင်းကိုအိမ်ကွင်းမှာအံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။သူတို့ဟာ2-0နဲ့ရှုံးနိမ့်နေရကနေပြန်လေကောင်းမလာခဲ့ပြီးဧည့်သည်အသင်းကနာကျင်အချိန်ပုံမှာအနိုင်ကိုသွင်းယူနိုင်ခဲ့ပါတယ်။ဘူလိုနာသည်အဆင့်8နေရာကိုတက်လန်းလာပြီးဘူလိုနာအတွက်လီးပွဲမှာပထမဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။နာပိုလီအသင်းဟာရှုံးနိမ့်ခဲ့ပြီးမြဲဒုတိယနေရာမှာရပ်တည်နေစေဖြစ်ပြီးမြဲပြင်ဆင်မနေရာကရူးမာအသင်းထက်3မှတ်ပဲတာနေပါတယ်။ဒါဟာနှစ်ပွဲသာလိုတော့တဲ့ယူရိုပါလိချီးစစ်ပွဲနေရာနဲ့6မှတ်ကွာချက်မြင့်တက်လာဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့တာပါ။ဂျူဗန်တက်စ်အသင်းဟာနာပိုလီအသင်းနဲ့2မှတ်အကွာမှာရှိနေပြီးမီလန်အသင်းဟာရူးမာအသင်းနဲ့ရမှတ်တူနေပါတယ်။အင်တာမီလန်အသင်းဟာအမှတ်ပေးစရာထိပ်ဆုံးမှာဦးဆောင်နေပြီးအသင်းလီးသင်းကြရမှတ်3မှတ်ပဲကွာနေပါတယ်။စထမနေရာကကိုမိုအသင်းဟာ2မှတ်အကွာမှာရှိနေပြီးအန်တိုနီယိုကွန်တီရဲ့နာပိုလီအသင်းဟာနောက်ဆုံး2ပွဲမှာရှုံးနိမ့်ခဲ့ရင်တခြားအောက်ကအသင်းကြီးကြိုတက်သွားနိုင်ပါတယ်။ဒါကြောင့်မို့ Manchester United က Rasmus Højlund ရောင်းချမှုကိုအဆက်လက်စုံစမ်းရတဲ့အခြေအနေဖြစ်နေပါတယ်။နာပိုလီအသင်းဟာချန်ပီယံလိဝင်ခွင့်ရမယ့်အခွင့်အရေးကိုဆုံးရှုံးပြီးယူရိုပါလိဝင်ခွင့်နေရာတွေကိုရောက်သွားခဲ့ရင်တဘောထားတဲ့ပေါင်38တန်းတန်ပြောင်းရွှေ့ခြင်းနဲ့တဘောတူညီချက်ဟာဖျက်သိမ်းခွင့်ရှိလာမှာပါ။တရင်ကောင်းကတော့နာပိုလီရဲ့နောက်ထပ်ပွဲစဉ်ကအမှတ်ပေးစရာအောက်ဆုံးကပြီးစာအသင်းနဲ့အဝေးခွင့်ပွဲစဉ်ပါ။သူတို့ရဲ့နောက်ဆုံးပွဲစဉ်ကတော့ကစားစရာမရှိတဲ့အဆင့်10မှာရှိတဲ့ဦးဒီနီစီအသင်းနဲ့ရင်ဆိုင်ရမှာပါ။ဒါပေမဲ့ဘိုလိုနာနဲ့ပွဲစဉ်ကပြသခဲ့တယ်လို့ပဲဘာမှအာမမခံနိုင်သေးပါဘူး။ Rasmus Højlund ရဲ့ဂိုးရဖို့စောင့်ဆိုင်မှုကဆက်လက်ဖြစ်ပေါ်နေပြီးသူဟာမတ်လအစောပိုင်းကလေးကအသင်းအတွက်ဂိုးမသွင်းနိုင်သေးပါဘူး။3နှစ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလဲဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမဲ့ဂိုးပေါက်ချင်းချောက်မှုတစ်ခုမှမပြုလုပ်နိုင်ခဲ့ပဲဒီရာသီမှာလိဂိုး10ဂိုးသွင်းယူထားနိုင်စေပါ။နာပိုလီသားချန်ပီယံလိဝင်ခွင့်ရခဲ့ရင်ဇွန်လကုန်မှာဟိုဂျလန်အတွက်ငွေပေးချေလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ United နဲ့ကော်လာဟလာတွေထွက်ပေါ်နေချိန်မှာပဲ AC မီလန်နဲ့ပွဲမှာအီဒါဆန်ရဲ့ပွဲစဉ်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ Manchester United အပြောင်းရွှေ့ပြစ်မှတ်အီဒါဆန်ဟာသူ့ရဲ့စွမ်းရည်ကိုပြသဖို့အချိန်ကောင်းတစ်ခုကိုရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2ပတ်အတွင်း Manchester United အသင်းကိုအီဒါဆန်ပြောင်းရွှေ့မယ်ဆိုတဲ့ထင်ကြေးပြီးမှုတွေမြင့်တက်လာခဲ့ပါတယ်။ Fabrizio Romano ကသူ့ရဲ့ YouTube channel မှာ United နဲ့ Atalanta တို့ကြားဓာတ်ရိုက်ဆွေးနွေးမှုတွေမရှိသေးပေမဲ့တရေနီတွေကကစားသမားနဲ့သဘောတူညီချက်ရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အီဒါဆန်ရဲ့စာချုပ်သက်တမ်းဟာ2029ခုနှစ်မှာကုန်ဆုံးမှာဖြစ်လို့Atalanta အသင်းဟာဒီနွေရာသီမှာငွေသားနဲ့ရောင်းချဖို့အသင့်ဖြစ်နေပါပြီ။ Team Talk ရဲ့နောက်ဆုံးသတင်းအရဘရာဇီးသားဟာ United ရဲ့တပတ်လောက်ခပေါင်3သိန်းဝန်းကျင်ကမ်းလှမ်းမှုကိုလက်ခံမယ်လို့သိရပါတယ်။ဒါကြောင့်ဒီအရာအားလုံးဖြစ်ပျက်နေချိန်မှာအီဒါဆန်ဟာ CDE ရာသီရဲ့သူ့ရဲ့အကောင်းဆုံးပွဲတွေကတပွဲဖြစ်ခဲ့တဲ့ AC မီလန်ကိုနိုင်ခဲ့တဲ့ပွဲမှာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။အီဒါဆန်၏တက်ရောက်မှု versus AC မီလန်အီဒါဆန်ဟာအတလန်တာအသင်းက AC မီလန်အသင်းကိုအဝေးကွင်းမှာ3-9နဲ့အနိုင်ရခဲ့တဲ့ပွဲမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီးရှာပါဂိုးတစ်ဂိုးကိုတောင်သွင်းယူနိုင်ခဲ့ပါတယ်။ဘရာဇီးသားဟာဆန်စီရိုမှာအဖွင့်ဂိုးကိုအတလန်တာအသင်းက30နဲ့ဦးဆောင်နေခဲ့ပြီးမီလန်အသင်းကနောက်ဆုံးမိနစ်တွေမှာ2သိန်းကို2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ DMW ကသူ့ရဲ့စွမ်းဆောင်ရည်ကို9-10အဆင့်သတ်မှတ်ခဲ့ပြီးပြိုင်ဖက်တွေကိုလွှမ်းမိုးထားနိုင်ခဲ့ပြီးမီလန်ကွင်းလေကသူ့ရဲ့ဇဝေဇဝါဖြစ်နေတဲ့လှုပ်ဖော်ကင်ဖက်တွေကိုလှည့်ကွက်အနှင်းငယ်ပေးခဲ့ပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ SofaScore data pick out Eriksen as one of the best players on the pitch, rating his performance at 8.3 Tasse. 39 Tasse 40ချိန်ပြီးပို့မှုများပြီးစီးပါပြီ။2 Tasse 2ချိန်ဖြတ်ကျော်မှုအနိုင်ရခဲ့သည်။3 Tasse 9တိုင်ပွဲများအနိုင်ရခဲ့သည်။ Gazzetta dello Sport သတင်းစာကသူ့ကို9 Tasse 9အဆင့်သတ်မှတ်ပြီးသူ့ကိုဝေတဲ့သူကကံကောင်းနေလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီတာကန်သတင်းစာ Corriere della Sera ကသူ့ကို10 Tasse ပေးခဲ့ပြီးကွင်းထဲကဘေကစားသမားထက်မဆိုကီလိုမီတာပိုပြေးခဲ့တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒီစွမ်းဆောင်ရည်အဆင့်ဟာအတလန်တာအသင်းဒီယာဒီမှာပိုပြီးမြင်တွေ့ချင်ခဲ့တဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်တယ်လို့လည်းသူတို့ကထပ်လောင်းပြောကြားခဲ့ပါတယ်။အီဒါဆန်ဟာ United ရဲ့ကွင်းလေရွေးချယ်စရာတွေကတယောက်ပါ
Manchester United အသင်းဟာဒီနွေရာသီမှာကွင်းလေကစားသမားအများအပြားခေါ်ယူဖို့လိုအပ်နေပြီးကာစီမီရိုရဲ့စာချုပ်တက်တန်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ Man U ရဲ့ Ugarte ရဲ့ပုံမှန်ထက်နှိမ့်ကျတဲ့စွမ်းဆောင်ရည်တွေကသူ့ကိုလည်းအဆင့်မြင့်တင်ဖို့လိုအပ်တဲ့အခြေအနေကိုဖန်တီးပေးခဲ့ပါတယ်။ Adam Wharton ကနေ Carlos Baleba အထိ Elliot Anderson ကနေ Sandro Tonali အထိကွင်းလေကစားသမားတွေအများကြီးရှိပါတယ်။ဤကစားသမားအားလုံးဒီ Premier League အတွေ့အကြုံရှိသူများဖြစ်ပြီး Aurelien Tchouameni နဲ့ Ederson တို့သည်စဉ်းစားနေသောပြည်ပအခြေစိုက်ထင်ရှားသောကစားသမားနှစ်ယောက်ဖြစ်သည်။ဘုံနီကိုတို့ရောဒီကွင်းလေကစားသမားလေးကိုကြိုက်ကြလားဖြီးပြီးခဲ့ကြအောင်လို့အားလုံးပဲခွတ်လက်